မိုးဆာလာရဲ့နေရာမှာအစားထိုးဖို့ရည်ရွယ်ထားတဲ့ကစားသမားအားလုံးပဲမင်္ဂလာပါရှင်စပေါ့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းကတော့လာမယ့်ရာသီကနေစတင်ပြီးတော့အပြောင်းအလဲတွေစတင်ဖြစ်ပေါ်လာတော့မှာပါခံစစ်ပိုင်းကလည်းပြောင်းလဲလာနိုင်သလိုတိုက်စစ်ပိုင်းကလည်းပြောင်းလဲတော့မှာပါအသင်းမှာအောင်မြင်မှုတွေအများကြီးရယူခဲ့တဲ့ကစားသမားဖြစ်တဲ့မိုးဆာလာကလည်းရာသီကုန်လို့ရှိရင်အသင်းကနေထွက်ခါတော့မှာဖြစ်ပြီးတော့သူ့နေရာမှာအစားထိုးဖို့အတွက်ကိုလည်းအသင်းဘက်ကနေစီစဉ်နေပါတယ်အခုချိန်ထိကတော့ဘိုင်ယန်မြူးနစ်အသင်းမှာကစားနေတဲ့ပြင်သစ်သားမိုက်ကယ်အိုလီစီကိုအဓိကပြစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။ဒီအပြောင်းအရွှေ့ကဖြစ်မြောက်ဖို့အတွက်ကတော့လွယ်ကူမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းလီဗာပူးဘက်ကတော့အတက်နိုင်ဆုံးစူးစမ်းသွားမယ့်အခြေအနေမှာရှိနေပါတယ်။ကစားသမားကလက်ရှိဘိုင်ယန်မြူးနစ်အသင်းမှာအတော်လေးကိုခြေစွမ်းပြနေပြီးတော့ပရီးမီးယားလိမှာသူဘယ်လိုကစားသမားလဲဆိုတာကိုသက်သေပြပြီးသားဖြစ်နေတာကြောင့်ပါ။အရက်အမြင့်ကလည်းကောင်းတယ်လို့အခုမှအသက်က24နှစ်ပဲရှိသေးတာကြောင့်အနာဂတ်အတွက်လည်းအများကြီးမျှော်လင့်လို့ရတဲ့အနေအထားဖြစ်ပါတယ်။မိုဆာလာအနေနဲ့ကလည်းနောက်ပိုင်းနှစ်တွေမှာပဲအနှဲငယ်လွဲချော်ခဲ့တယ်ဆိုရင်လို့သူ့အနေနဲ့အသင်းပေါ်ကိုအများကြီးပေးဆက်ကစားထားတာကြောင့်မလို့မိုဆာလာရဲ့နေရာမှာအစားထိုးဖို့ဆိုတာကခေါင်းခဲရမယ့်ကိစ္စဖြစ်ပါတယ်။ပါမန်ကောင်းရုံလောက်နဲ့အဆင်မပြေတာကြောင့်ပရိသတ်တွေအနေနဲ့ကတော့အိုလီစီကိုပဲခေါ်ယူဖို့အတွက်ဆန္ဒရှိနေပါတယ်။အသင်းကအမ်စလော့နဲ့အတူခရီးဆက်မှာဖြစ်တာကြောင့်စလော့ရဲ့နီးစနစ်အတွင်းမှာအံဝင်ခွင်ကြဖြစ်မဲ့ကစားသမားမျိုးလဲဖြစ်ဖို့လိုအပ်ပါတယ်။အခြေအနေတွေကိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်ရှင်။